န်းကျောင်းသူလေးကိုအရမပြုကျင့်ပြီးရဲရဲဆက်ဆက်လှုပ်ခဲတဲ့သူနှစ်ဦးကျိုးမိတ်ပေးခံရတဲ့ဖြစ်သွားတာကတော့ပဲခူးတိုင်းတောင်ငူမြို့နယ်ကျုံးဝုံကျေးရွာမှာဖြစ်သွားတာဘလို့ဖြစ်တာလဲဆိုတော့ဒီကိုရန်ကျောင်းသူလေးရဲ့အမေကမနက်6နာရီခွဲမှာအင်ဖက်ရွက်တကောက်မယ်ဆိုပြီးအိမ်ကနေထွက်သွားခဲ့တယ်မနက်10နာရီမှာမိခင်ဖြစ်သူအိမ်ပြန်ရောက်တော့တမီးဖြစ်သူကိုခေါ်မရရေးတမီးဖြစ်သူရဲ့အခန်းထဲဝင်ကြည့်ခဲ့ရမှာတမီးဖြစ်သူရဲ့တေဆုံးနေတဲ့ရုပ်အလောင်းကိုတွေ့ခဲ့ရတယ်မိခင်ဖြစ်သူကသက်ဆိုင်ရာတွေကိုတိုင်ပြီးစုံစမ်းစစ်ဆေးတော့ဒီကိုရန်ကျောင်းသူလေးရဲ့အိမ်နဲ့ကပ်ရက်ဖြစ်တဲ့စီတူနိုင်ခေါ်မဲကြီးဆိုသူနဲ့တရားထဲနေတန်းထိုက်အောင်ကတာပူးတို့နှစ်ဦးကိုဖမ်းဆီးရမိခဲ့တယ်အမှုကိုစုံစမ်းစစ်ဆေးတော့ဒီကိုရန်ကျောင်းသူလေးကိုနှစ်ဦးလုံးအရမပြုကျင့်တာက9ချိန်ပြီးတော့ကြိုးကွင်းစွပ်ပြီးကောင်မလေးကိုလောက်တဲ့ကောင်မလေးကတောင်းပန်နဲ့မတည်သေးတော့ဓမ္မနဲ့လေပင်ကိုတဲ့မနေ့က22ရက်နေ့တောင်ငူခရိုင်တရားရုံးကတရားခံဖြစ်သူတန်းထိုက်အောင်နဲ့စီတူနိုင်တို့ကိုရာဇသက်ကြီးပုံမှန်306အရမပြုကျင့်မှုနဲ့300နှစ်လူမှုတို့နဲ့ကျိုးမိန်ချမှန်ခဲ့တယ်ဒီလိုလောက်ရမျိုးလောက်တဲ့သူကိုဒီလိုပြစ်ဒဏ်မျိုးပေးတာကျင့်တတ်တဲ့ဒါမှနောက်လူတွေကိုထပ်မလုပ်ရဲမှာเนาะ